တန်းထိုင်အောင်ပါကျွန်တော် Geely Geometry E ကိုဝယ်ထားတာနှစ်ခွဲကြော်လောက်တော့ရှိပါပြီအဲ့တော့နည်းနည်းသုံးတာများတယ်ကီလိုအခုဆိုရင်9,000နီးပါးလောက်မောင်းပြီးသွားပါပြီကျွန်တော်အရင်ဆုံးလေကားဝယ်ဦးမှာပေါ့နော်အရင်ဆုံးကျွန်တော်အဓိကစဉ်းစားလိုက်တာတော့ကျွန်တော်ကားကုမ္ပဏီတင်သွင်းတဲ့ကုမ္ပဏီကိုအဓိကထားပြီးစဉ်းစားလိုက်တာပါအဲ့တော့ Geely ကအရင်တည်းကလည်းသူကICE ကားတွေတွင်းမှုတော့after sales service ဘိုင်းကိုပို့ပြီးအဆင်ပြေမယ်ဆိုလို့ထင်လို့ကျွန်တော်ဦးစားပေးပြီးတော့လာပြီးတော့ကြည်ရင်းနဲ့ကားပုံစံရောတခြားအခြေအနေအားလုံးအဆင်ပြေလို့တခါတည်းဝယ်ဖြစ်သွားတာပါကျွန်တော်ကတော့အဓိကလေကားကိုကျွန်တော်မြို့ထဲမှာအဓိကသုံးတာများပါတယ်ကျွန်တော်ကားသုံးတာလည်းတစ်နေ့ကိုတော်တော်ကီလို100-150နီးပါးလောက်ကိုအသုံးဖြစ်ပါတယ်အဓိကကတော့ကျွန်တော်အားသွင်းရတာအိမ်မှာအားသွင်းရတော့အရန်အဆင်ပြေတယ်ပေါ့နော်အဓိကမနေ့တိုင်းညဆိုရင်ဖလက်ပေါက်တွင်းထားလိုက်မယ်မနေ့ဆိုရင်အမြဲတမ်း100ဘက်ထရီကအပြည့်ပဲဆိုတော့ကျွန်တော်တို့ကတနေ့တာသွားမယ်လာမယ်ခီးစဉ်အားလုံးတစ်ခါတည်းနဲ့အဆင်ပြေသွားတာပေါ့ကျွန်တော်ဒီမှာကီလို1000ပြည့်တိုင်းပုံမှန်ချက်ကလာလုပ်ပါတယ်ပြီးတော့အခုတည်းတော့ဘာမှကားလဲဘာမှerror မရှိတော့လေတော့တယ်ဒီကတော့ကျွန်တော် Geely ရဲ့ after sales service နဲ့ကတော့လုံးဝအဆင်ပြေပါတယ်လုံးဝသိကြပါတယ်